တီးပြီလားပြီးစားလို့ပြီးပါပြီစားပြီးမှရောက်လာတာဘာဟင်းနဲ့စားခဲ့သလဲဘယ်ဦးနဲ့ငါကြော်နေတညင်းသေးနဲ့ငါပြေးတခွာစားကောင်းမဲ့ဟင်းတွေပဲငါမကြွေးတော့ဘူးဒါဆိုမကြွေးပဲနဲ့မင်းနေသေးခမကြီးအကြောင်းသိပါတယ်